ဘော်ရီတို့ရဲ့ဇလန်ကိုတီးသွားပြီဆိုရင်တော့နောက်ထပ် run chicken ကော့တစ်ခွက်ဖြစ်တဲ့ Dagri စီတွားကြရအောင် Dagri ကတော့ပင်လယ်ဓမြရဲ့စီကနေလာတာမဟုတ်ပဲ1898ခုနှစ်လောက်ကကျူဘာနိုင်ငံက Dagri လို့ခေါ်တဲ့တပ်ထုတွင်တစ်ခုမှာအလုံးလုံးနေတဲ့အမေရိကန်အင်ဂျင်နီယာ Janis Scott ဆိုသူကနေစတင်ခဲ့တာပေါ့။ဒီနေ့တော့ Scott စီကိုအရေးကြီးတဲ့တွေရောက်လာပါတယ်။အဲဒီအချိန်ကအမေရိကန်ကြိုက်ဆုံးကဂျင်းပါ။ဒါပေမဲ့သူ့စီမှာဂျင်းကားကုန်နေရှိတာကလည်းကျူဘာဒေတာအတွက်ဘာကာယူရန်တွေပဲရှိပါတယ်။ brand အကျန်းကြီးကိုဒီတိုင်းတိုက်ဖို့ကလည်းအဆင်မပြေဘူးလေ။ဒါနဲ့ဗာရနာတွေရဲ့ဘိုးရံမှုဖြစ်တဲ့အချိုအချင်းနဲ့အရက်ကိုသုံးပြီးစမ်းတတ်ပါတော့တယ်။ brand ထဲကိုတမယိုင်နှိမ့်ထည့်တယ်။တကြားနဲ့ထည့်တယ်။ပြီးတော့ရေခဲနဲ့တခြားချိတ်ပြီးအဲ့တဲ့ကိုတိုက်လိုက်ပါတယ်။အရသာကရုံးကိုကောင်းသွားပြီးအဲ့တဲ့တွေကဒီရက်နာမည်ကဘာလဲလို့မေးတဲ့အခါအနီးနားက Dagri ဆိုတဲ့တန်းကျင်နဲ့တထုတွင်နာမည်ကိုအစွဲယူပေးလိုက်ရတာနဲ့ကဘာကျော် Dagri ဆိုပြီးဖြစ်လာတာပါ။လူကြိုက်များလုံးလို့နာမည်ကြီးစာရေးဆရာကြီး Ernest Hemingway ဆိုရင်ပြူပါမနေတော့ကဒီ Dagri ကိုတစ်နေ့ကိုခွက်ပေါင်းများစွာတောက်ခဲ့တယ်လို့တော့ဆိုကြပါတယ်